ကျေးတော်ရှင်ဆရာတော်ရှင်တမြတ်ကြီးဗျာယနေ့ညသာသနာတော်နှစ်2566နှစ်ကောဇာတက္ကရာ1384ခုနှစ်တပိုးတယ်လာဇန်17ရက်2023ခုနှစ်ဇန်နဝါရီလ31ရက်အင်္ဂါနေ့ညဓမ္မဒါနကုသိုလ်ရှင်များဖြစ်ကြသောနှစ်ဖက်တော်မိဘများကိုယေရှုမှုထား၍ USA နိုင်ငံနေဥမိုးကျော်ကျော်ဒေါ်နန်းဆန်လှိုင်းသားဆန်ရဲထက်သမီးနမ်းမြတ်နိုးကျော်မိသားစုပွန်နာရန်အောင်ရီမွေးနေ့လူဦးတန်းဝင်းမိသားစုဆရာလေးဒေါ်ဟေမဝါနဲ့ထိုင်ဝမ်နိုင်ငံမြန်မာကရုဏာလက်များအဖွဲ့ဦးသက်ထွန်းဒေါ်ခင်မာမြင့်မိသားစုမိခင်ကြီးဒေါ်ကျင်တိအမှုထား၍ဒေါက်တာအေးအေးငွေအေးအေးတန်းမိသားစုခင်မွန်ကြီး7ပါးအမှုထား၍ခေတ္တစင်ကာပူနိုင်ငံနေကိုစောမင်းတန့်မတိတာလိုင်းမိသားစု10နှစ်မြောက်မင်္ဂလာနှစ်ပတ်လည်အလှဦးချင်းမိထေဒေါ်ချိုချိုသမီးဒေါ်ပိုပိုတိတ်ဒေါ်ခင်စိတ်ဝင့်ဦးအောင်သူဖြိုးဦးထက်အောင်ဒေါ်စင်စင်မာမအိတ်ချိုထွန်းမြေပန်စုပြည့်မိသားစုရေစကြိုမြို့နေကွယ်လွန်သူဖခင်ကြီးဦးလှဆောင်ဒေါ်ခင်အေးတရားရုံးချုပ်ရှိနေဦးမော်နီအားယေစုကြီးဦးအောင်မိုးဒေါ်လေးစုမိသားစုကွယ်လွန်သူဖခင်ကြီးဦးမင်းစင်အားယေစုကြီးကိုရဲလင်းဦးမတင်းတင်းနွယ်ရွှေနဒီအလောက်ကုန်မိသားစုရန်ကုန်မြို့နေဦးကျော်ထွန်းအားယေစုကြီးဒေါ်စိန်စိန်မိသားစုသမီးလေးဖူးမြတ်ပွင့်မောင်ဤ4နှစ်ပြည့်မွေးနေ့အလှမန္တလေးမြို့နေမေတ္တာရင်ခံကြသူများပရဟိတအဖွဲ့ဦးရဲထွန်းနိုင်ဒေါ်စိုးစိုးနွယ်သားဒေါက်တာအောင်ရဲမှန်မိသားစုရန်ကုန်မြို့ဒေါ်သန္တာခိုင်မိသားစုနေပြီးတော့ကွယ်လွန်သူအဖွားတော်ကြီးဦးလေးဦးအောင်နိုင်နဲ့ဒေါ်စန်းရီတို့အားယေစုကြီးဦးစိုးဝင်းဒေါ်ကျူကျူမိသားစုဦးသက်တင်အောင်ဒေါက်တာအေးနွယ်သမီးစုမြတ်သက်တင်မိသားစုရှင်မြတ်မမိသားစုတို့မှစုပေါင်းဆင်ရင်ကျင်းပပြုလုပ်အပ်သောအွန်လိုင်းဓမ္မသဘင်နဲ့ဆက်လျင်၍ကျေးတော်ရှင်ပမခချုပ်ဆရာတော်ဘုရားကြီးမှတရားဒေသနာတော်များဟောကြားချိမြင့်ပေးသနာတော်မူပါယံဘုရားတွေ့တော်ခြေတော်သုံးခါ၍ယူသေးစွာလျှောက်တာအပ်ပါသည်ဗျာ1384ခုနှစ်တဘောရလာဇန်17ရက်2023ခုနှစ်ဇန်နဝါရီလ31ရက်အင်္ဂါနေ့၌အွန်လိုင်းမှာဟောကြားအပ်သောသင်္ချာဆရာဤမိဂုံကိုမြတ်ဗုဒ္ဓကဖြေချခြင်းအကြောင်းတရားဒေသနာတော်အဲ့ဆိုလက်ထက်ကခဏကမောက္ကလနာဆိုတဲ့သင်္ချာဆရာတို့ရှိတယ်